မတမအကိုရမရှိဘူးနာမကျန်ဖြစ်လာလို့ရှိဘယ်သားဘယ်သိဘယ်လေးဘယ်မယားဘယ်အမေမကဲဘူးနားလည်ပြီနော်ကိုကျင့်ထားတဲ့ကြိုတင်ပြီးကျင့်ကြံပွားများအောင်ထုတ်လို့သိတဲ့ဝိပဿနာဉာဏ်အဲ့ဒီဉာဏ်လေးသာကိုယ့်အတွက်အဖို့တရားအသိတာအဖို့ပဝန်းကျင်အဖို့ဆိုတာကပဝန်းကျင်အဖို့ကိုသွားပြီးတော့အဖို့အပြစ်နဲ့ဆွဲနေရင်ဘာဖြစ်လိမ့်မယ်ငရဲပြည့်စင်မယ်ငါသားရဲ့ငါသမီးရဲ့ငါဇနီးရဲ့ငါမယားရဲ့ငါလင်ရဲ့ငါတငယ်ချင်းငါအမေငါအညီကိုမောင်နှမပဲလို့သွားဆွဲနေကြီးပါလားလောဘဆွဲရင်ဒိဋ္ဌာဖြစ်သွားလိမ့်မယ်ဒေါသဆွဲနဲ့ဆွဲရင်ငရဲပြည့်ရောက်မယ်မောဟဆွဲနဲ့ဆွဲရင်တိရစ္ဆာန်အတူရကဲဘုံရောက်မယ်နားလည်ပြီနော်ကဲအပြင်ကအာယုန်တွေဆွဲပြီးဆွဲရဆွဲတော့ပုဂ္ဂိုလ်များရဲ့တန်ត្រာလန်ခီးပြီးကြော်စရာလားကြောက်စရာ